你睇到旁邊嚟，阿冇嘢，睇到左邊嚟，係ทำอะไรสิ่งว่าหาไต่ไปไหนไปตัดจบไปแล้วไปดูว่าเดี๋ยวได้แล้ว 呀，把它邊邊嚟， งานแล้วมันติ้วเย็นเจ้าเด้อ အသက်30ကျော်အပြိုကြီးများသည်စိတ်ကဏ္ဍမငြိမ်ဖြစ်တတ်ကြောင်းစစ်တမ်းများကောက်ယူချက်အရသိရှိရသည်ဟာဘယ်ရ အဖိုးတဲ့ပြင်အောင်ချောနေပါလား ဖေဖေနဲ့တူလို့ အမေလာနေပါလေပြေလို့မင်းကဘယ်တော့မှတော့ အကယ်ဒမီပြပြသွားမလို့လေ အကယ်ဒမီဘယ်ကိုမင်းကဘာဝတ်စားတွေကိုတော့မှတော့ မြန်မာဝတ်စုံစစ်စစ်တဲ့တိုင်းသားဝတ်စုံနဲ့ဝေးရမှာ ဟာဘာဖြစ်လို့တော့ဟာ တေသာဝေးကြောင်ကြောက်လို့ပေါ့ဟာ အရက်ကလည်းပင်မမီတောင်းမမီတငယ်နာမစင်းနဲ့စပရင်ရက်ခွက်နဲ့ဦးကြောင်တော့ဒီဇိုင်းကိုတမီးကဘလို့လက်ထရမှာလဲ အဲ့လောက်တော့မြောက်ပြောနေမှာတော့ဘလူနေမှန်းတော့မသိတော့ ကျုံမိုင်အနှစ်ရှိရတယ်လူမိုင်အချစ်ရှိရတယ်တဲ့အဲ့တော့ဂျာကျက်ဦးရောင်းတာဆိုတော့စမပြောရတော့ချစ်တယ်အချစ်ရှိရမယ်အချစ်ရှိရမယ်ပေါင်းစမဲလို့ကြောက်တာမဲလို့ကြောက်တာလား真的 ဖေတိတ်တွေးစီတဲ့တစ္ဆာဆိုဟိုမှာပဲဖေထိုင်မောင်သားရှင်းပြအောင်အဲ့ဒါပဲဖေတို့ကဖေထင်းနေသလိုတစ္ဆာဆိုတာတားရကောင်မလေးမဟုတ်ဘူးဒီဆိုင်နာမည်ပဲ မောင်ကြီးအေးရအောင်ပါပဲမောင်လို့အိမ်မဲဟိုတရန်းစခေါ်နာမကြောက်လား စလိုက်တောက်ချင်းဒီကျမ်းမာယူဆူရလာထိခိုက်စီကွန်းစားချင်းဒီပါဇက်ကိုကင်ဆာဖြစ်စီသွားလဲမလားအဲတောက်ချင်းဒီဒွင်းကလီတာကြီးပျက်စီးတယ်ခင်ဗျလူတစ်ယောက်တည်းကိုပဲခင်ဗျချစ်ကြည့်လိုက်ခင်ဗျကသွားပြီကြက်ပြီ တော့ထင်းစားတော့လေ စားတော့စားကျင်နေအမေရဲ့အဲ့လူးပြီးတော့စားမှာပြင်းလို့အမေခွန့်ကြည့်ပါလားယင် မင်းခွန်ကြီးမှပါစားလား တာကြီးရေငါ့ကိုစိတ်မဆိုးပါနဲ့ကွာငါတောင်းပန်ပါတယ်ငါမင်းကောက်မှလို့ငါမနဲ့ဖြင့်ပြန်ခေါ်ပေးမယ်နော်မင်းအစာမစားလေ3-4ရက်ရှိနေပြီမင်းကြရင်လုံးဝပါလိမ့်မယ်တာကြီးရေနော်ငါမနဲ့ဖြင့်ကြမင်းကောက်မှလို့ငါပြန်ခေါ်ပေးမယ်ငါဂတိပေးရနော်တာကြီးနော်စားလိုက် ฉันเต้ละเต้เย่กองมากองไว้ตอกปลาโชว์ระดับหน้า